ယောက်ျားလေးတွေတကယ်ချစ်လာတဲ့အခါညီမလေးမကြိုက်တာတွေပြင်မာလို့ပြောကြရမလို့သူ့သိစိတ်နဲ့ပြင်လိုက်ဘီယာကြိုက်တဲ့ကောင်ကိုလာပြောင်းတော့လေဆက်လက်ကြိုက်တဲ့ကောင်ကလည်းဘိုက်ပြောင်းတော့လေကွန်ရဝါတဲ့ကောင်ကပီကေပြောင်းသွားလေရန်ဖြစ်နေတဲ့ကောင်ကလည်းသူ့ဘာသာလိမ္မာလာလေအဲ့ဒါဘာလို့လဲဆိုတော့နင့်ကောင်ကဆက်လက်သမားနင့်ကောင်ကအရက်သမားနင့်ကောင်ကလူစိုးလူမိုက်ဆိုပြီးလူတွေကြားထဲမှာညီမလေးကိုအပြောမခံနိုင်မျက်နာငယ်မခံနိုင်လို့ပဲဘယူစိုက်တက်လာမယ်ရေချိုးတာအစနှာချီတာအစုံတဲတဲလှုပ်ဖြားများဖြားနေတော့ဆက်ပြတဲ့လင်ပြောက်သလိုပြရခက်တယ်ဗီဒီယိုဆိုလဲတအားစိတ်ပူတက်လာတာညီမလေးမသိတဲ့ဘဝတုဒ္ဒတောင်မှသူကဖတ်ထားတာမျိုးညီမလေးတို့လည်းဝိကြေတန်းကြီးဂယူးဆိုင်မှုမျိုးစိတ်ကောက်ရင်တောင်မှမချော့တတ်ဘူးဆိုတာမျိုးတွေလာပြောရင်သူတကယ်မချစ်လို့ပဲဆိုတာနားလည်လိုက်အကိုတို့ယောက်ျားလေးတွေကသူတို့တကယ်ချစ်တဲ့မိန်းမဆိုရင်မချော့တတ်တာလည်းမရှိဘူးမပြေနိုင်တာလည်းမရှိဘူးမလုတ်ပေးနိုင်တာလည်းမရှိသလောက်